အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြပြပေးမှာတော့ကျွန်တော်နဲ့တူအလုပ်လုပ်ချင်တဲ့သူရှိရင်တော့chat support ဖြစ် message comment ပဲဖြစ်လာပြောလို့ရတယ်နော်ဟိုဟာကျွန်တော်တို့အလုပ်ကဘာလို့လဲဆိုတော့ဗီဒီယိုကြည့်ရတဲ့အလုပ်ကသူကယင်းနှီးမြုပ်နှံပြီးတော့မှဗီဒီယိုကြည့်ရတယ်ကြော်ညာကြည့်တယ်လို့မျိုးပေါ့အဲ့လိုမျိုးပုံစံနဲ့ဟိုဟာဗီဒီယိုကြည့်ရတယ်ပေါ့သူကအလုပ်ချင်တဲ့သူရှိရင်တော့ကျွန်တော်စီလာမေးလို့ရပါတယ်နော်အလုပ်ကလွယ်ပါတယ်အချိန်လည်းအရင်ပေးစီရမလို့နော်တရက်မှ10မိနစ်2မိနစ်အဲ့လောက်ပဲအချိန်ပေးနေရပါတယ်နော်သူကအဲ့မှာကျွန်တော်ရတဲ့ပတ်စံ9000ကျော်ပြီးမှလည်းပြန်ထုတ်အောင်မယ်တရက်9000ကျွန်တော်ကတရက်9000ရတယ်ကျွန်တော်ဝင်နေအဆင့်ပေါ်တော့မူတည်တာပေါ့အဲ့လိုအဆင့်ပေါ်မူတည်ပြီးတော့ကျွန်တော်ရသွားတာပါငွေတွေကတော့လှုပ်ချင်တဲ့သူရှိရင်တော့ကျွန်တော်စီမှာလာလျှောက်လို့ရတယ်နော်ကျွန်တော်ဟိုမှာTikTok ရဲ့ profile မှာလည်းဟိုမှာဖုန်းနံပါတ်ချပေးထားတယ် Telegram ထဲလာခဲ့လိုက်နော်အလုပ်ကအရင်လွယ်ပါတယ်ဒါကတော့ကျွန်တော်တို့အလုပ်လုပ်တဲ့ group ပေါ့ group ထဲမှာတော့စကားတွေပါပြီးပြောပေါ့ group ထဲမှာတော့အခါလေးကြအစည်းအဝေးတွေပါလုပ်ပေါ့အဲ့လိုမျိုးပုံစံပဲအမှလုပ်တဲ့သူလည်းမနေဘူးသူကအများကြီးပဲအမှဒီညအစည်းအဝေးရှိတယ်လေအမှအစည်းအဝေးတတ်တဲ့သူတွေမှာအများကြီးပဲအခုဒါဒီအလုပ်ကတရားဝင်မလို့လေသူကမြန်မာနိုင်ငံလိုင်စင်ရဆိုတော့သူတို့ကကြီးညာထားပြီးသားပဲအမှယုံကြည်ရတယ်ပြီးတော့အရင်လဲစိုးရင်စရာမလိုဘူးသူကကိုယ့်ရဲ့ငွေအများကြီးထည့်နေစရာမလိုကိုရင်တလောက်ပဲရမယ်တလားကိုက3600ရင်3600ပဲရမယ်တသိန်းခွဲရင်တသိန်းခွဲပြန်ရမယ်အဲ့လိုမျိုးပုံစံနောက်လာဆိုရင်စရာမလိုတော့သူကတနည်းမှတလားပဲရှိတယ်လှုပ်ချင်တဲ့သူရှိရင်တော့ဆက်သွယ်ခဲ့နော်